အားလုံးပဲမင်္ဂလာပါမိုးဝန် Draw YouTube Channel ကမိုးဝန်ဖြစ်ပါတယ်ဒီနေ့ကတော့တရုတ်နှစ်တစ်ကူနဲ့ရွှေရဲ့ဆက်နွယ်ပုံအကြောင်းလေးကိုပြောပြချင်ပါတယ်တရုတ်နှစ်တစ်ကူပွဲတော်အကြောင်းပြောရင်အနီရောင်တွေဖုံးလွှမ်းနေတဲ့မြင်ကွင်းနဲ့အတူဝင်းပနေတဲ့ရွှေရောင်တွေကိုလည်းအစင်လာတစ်ခုလိုဒွန်တွဲမြင်ကြရမှာပဲဖြစ်ပါတယ်အနီရောင်ကိုမင်္ဂလာအယောင်အဖြစ်သတ်မှတ်ပြီးပျော်ပွဲရွှင်ပွဲတွေမှာအသုံးပြုကြတာကိုအားလုံးသိကြပေမဲ့ရွှေရောင်ကိုတော့ဘာကြောင့်အလေးမြတ်ထားတာလဲတရုတ်လူမျိုးတွေကရွှေကိုဘယ်အချိန်ကစပြီးဒီလောက်ထိမျက်နှိုးလာကြတာလဲစတဲ့စိတ်ဝင်စားစရာအချက်အလက်လေးတွေကိုမျှဝေပေးချင်ပါတယ်သမိုင်းမှတ်တမ်းတွေအရတရုတ်လူမျိုးတွေဟာတန်မင်းဆက်မတိုင်ခင်အထိရွှေကိုအခုလောက်အထိအထူးတက်လေကြိုက်နှစ်သက်ခြင်းမရှိကြသေးပါဘူးအဲ့ဒီခေတ်တွေကတော့အနီရောင်နဲ့အမဲရောင်ပေါင်းစပ်မှုကိုဒါလည်းအဓိကအသုံးပြုခဲ့ကြပါတယ်တရုတ်လူမျိုးတွေရွှေကိုစတင်မျက်နှိုးလာရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားလာမှုကြောင့်လို့ဆိုနိုင်ပါတယ်ဗုဒ္ဓဘာသာရဲ့တရားတော်တွေမှာရွှေနဲ့ပတ်သက်တဲ့တန်ဖိုးထားမှုတွေပါရှိလာတာနဲ့အမျှရွှေကိုတရုတ်တရားနဲ့အမျက်တနိုးထားလာကြတာပဲဖြစ်ပါတယ်ရွှေကိုဘာသာရေးဆိုင်ရာအလူတန်းတွေမှာအသုံးပြုကြသလိုအထွတ်အမြတ်ထားရတဲ့ဗုဒ္ဓရုပ်ပွားတော်တွေနဲ့နတ်မင်းရုပ်ထုတွေကိုပူဇော်ထုလုပ်ရမှာလဲရွှေကိုအဓိကထည့်သွင်းအသုံးပြုခဲ့ကြပါတယ်ဒါအပြင်ရွှေကမင်းဆိုးရာဇာတွေနဲ့နန်းတွင်းအတိုင်းအဝိုင်းရဲ့ကြွယ်ဝချမ်းသာမှုကိုကိုးစားပြုတဲ့အရာဖြစ်လာတယ်အချင်းချင်းလက်ဆောင်ပေးအပ်ရမှာလဲအဖိုးတန်ဆုံးအရာအဖြစ်ဦးစားပေးရွေးချယ်ခံရပါတယ်ပွဲလန်းတစ်ပင်နဲ့အခမ်းအနားတိုင်းမှာမရှိမဖြစ်အရေးပါတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်လာခဲ့တယ်နွေဦးပွဲတော်လို့ခေါ်တဲ့နှစ်တစ်ကူကာလမှာတရုတ်လူမျိုးတွေရဲ့ရွှေအသုံးပြုမှုဟာအမြင့်ဆုံးကိုရောက်ရှိလေရှိတယ်ဒီကာလအတွင်းရွှေရောင်းချရမှုပမာဏဟာအံ့အားသင့်စရာကောင်းလောက်အောင်များပြားလာပါတယ်နောက်ထပ်ထူးခြားတဲ့အချက်ကတော့ရွှေနဂါးပါပဲနဂါးဟာတရုတ်တဏ္ဍာရီမှာအရေးပါဆုံးသင်္ကေတဖြစ်ပြီးအဲ့ဒီနဂါးကိုအလေးမြတ်ထားတဲ့ရွှေနဲ့ပေါင်းစပ်ပြီးရွှေနဂါးအဖြစ်တင်စားခေါ်ဝေါ်ကြတယ်အရေးပါတဲ့နေရာတွေကိုအလှဆင်တဲ့အခါမှာလည်းနဂါးကိုရွှေရောင်ဒါမှမဟုတ်ရွှေသားစစ်စစ်တွေနဲ့ပုံဖော်ဖန်တီးလေးရှိတယ်နှစ်တစ်ကူကာလမှာအပြန်အလှန်ပေးကြတဲ့ဟုံပေါင်းအံပေါင်းတွေကိုကြည့်ရင်လည်းအနီရောင်နောက်ခံပေါ်မှာတောက်ပြောင်တဲ့ရွှေစာလုံးလေးတွေနဲ့အလှဆင်ထားတာကိုတွေ့ရမှာပါဒါဟာလည်းရွှေနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ယဉ်ကျေးမှုတစ်ခုပဲဖြစ်တယ်အခုပြောခဲ့တာတွေကတော့တရုတ်လူမျိုးတွေရဲ့ရွှေပေါ်မှာထားတဲ့အလေးအမြတ်ထားမှုနဲ့စိတ်ဝင်စားဖွယ်နောက်ခံအကြောင်းအချို့ပဲဖြစ်ပါတယ်ဘဝတုတရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်